အချစ်ဆုံးထွက်သွားပြီဟိုဝေးထွက်သွားချိန်လက်တွေ့နိုင်စရာမရှိတော့ကိုမလာဆုံးချိန်တိုင်းတွေဒုံကြီးချီဘူးလေအခုမြမောင်တီဖောင်းလို့သွားပြီပဲစုံနိုင်မေးချိန်များစွာမျိုးဝင်လာတော့မေးတော့ကတရားနာချင်မှလည်းမမရှိတဲ့ချိန်ဆိုချိန်တိုင်းတရားချစ်တဲ့ခွေဒီတော့အချစ်ရဲ့ကိုပေးနာနာလို့ဒီတော့မရှိတော့လေကိုမြောင်လို့နေမြင်နေတာဒါလေးတောင်ဆူရာကိုလေးတာလေးမလားတယောက်နဲ့တယောက်နားလည်မှုတွေနဲ့လမ်းခွဲလိုက်ကြတယ်။မင်းနဲ့အဝေးဆုံးနေရာလေးတစ်ခုမှာကိုရှင်တန်နေခဲ့တယ်။ကိုယ့်ရဲ့အသိစိတ်ထဲမှာပုံပုံနေတဲ့ခံစားချက်လေးတစ်ခုရှိခဲ့ရတော့အမှားပါ။အဲ့ဒါတနေ့နေ့တစ်ချိန်ချိန်မှာမင်းနဲ့ပြန်ဆုံချင်တယ်ဆိုတဲ့မျှော်လင့်ချက်လေးပါပဲ။